ဒီရွာမှာတန်းနေပဲဆောင်ရောက်တိုင်းကလေးတွေတောက်ပြီးတောက်နေကြတယ်လို့ရွာထဲကကျွန်တော်တို့တင်ပို့လိုက်ညာတိုင်းကလေးတွေတောက်ရောက်နေတဲ့အကြောင်းရင်းကိုရွာထဲကတန်းတိုင်းကဖိလိုက်3ကောင်ကြောင့်လို့ပြေဝယုံကြည်ထားကြတယ်အဲ့လိုရွာမှာညာရောက်တိုင်းကလေးတွေတောက်ပြီးတောက်နေရတယ်ဆိုတော့ကျွန်တော်ထိချမှုချိန်ထားပါပြီWelcome back everyone. အဲ့တော့ရွာတော့ရောက်လာခဲ့ကွာဒီရွာမှာညာရောက်တိုင်းကလေးတွေတောက်ပြီးတောက်အကြောင်းမရှိဘဲနဲ့တောက်နေကြတယ်လို့ရွာသားတွေကကျွန်တော်တို့တင်ပို့လိုက်ခင်ဗျားတို့ရွာရောက်လာဆုံးတော့တယ်ဟုတ်ပါခင်ဗျာကျွန်တော်ရွာရောက်လာဆုံးတော့ပါစီးရတယ်လို့ခေါ်ပါတယ်အဲ့ဆိုလို့ရှိရင်တော့ရွာလေးကိုအမြန်သွားပြီးတော့မင်းဝင်ကြည့်တွေ့ချင်တယ်ဘာလို့ညာလဲဗျကိုရိုင်းတာသွားကြည့်တော့ဘာလို့ရှင်းနေရလဲကျုပ်ထိုက်ကြလို့ရမလားဟုတ်ပြီအဲ့ဆိုလို့ရှိရင်ကျုပ်လိုက်ခဲ့တကူတော့ရှင်းနေရတော့တေးချနေပြီကျုပ်ကတော့အနောက်ကိုသွားအောင်ခင်ဗျားလည်းသွားကြည့်တော့လားဒီကနေပြီးတော့လည်းစစ်သွားရုံပဲရွာသားတွေတကူတော့ပိတ် no ဟာတို့ရှင်းတာတော့တိုင်းရဘာကြောင့်လဲဝဲရပေကုန်ကြလေကွာဒီတော့တိုင်းကမှတန်းနေရမယ်ဒီကွာမယုံနိုင်ကြပဲဒါတွေကတေးချမှတန်းနေရမယ်ရွာသားတွေအားလုံးကတော့စိတ်မကောင်းဖြစ်နေကြအောင်ပါပဲရွာသားတွေကလုပ်ရတာပါရှိနေလေကွာစိတ်မကောင်းတို့မွေးရဝဲတွေအားလုံးတေးကုန်ကြဆိုတော့ဒီမှာစစ်တဲ့ရှာအားလုံးကိုချက်ကုန်တန်းပြီးတော့တင်ထားရမှာဆိုတော့ဒီမှာဘာစစ်သားလဲဆိုတာအသေးစိတ်ကသိဖို့လိုပဲကွာအဲ့တော့ရွာသားတွေဒီကနေပြီးတော့တင်းချက်တွေယူမှဖြစ်မယ်ရွာသားတွေကိုလေးလာသုံးသပ်မယ်ဆိုရင်လူစိတ်ကတကူကြောက်ရတယ်လို့ငါတင်စားရတယ်ဒီရွာဘာစစ်သားလဲကွာyo ရွာသူရွာသားပေါင်းလို့ကျုပ်တော့ခဏလေးနားတော့လာကျုပ်ကရွာကြီးရောက်လာရဲ့အလုပ်ဆောင်တာပါအဲ့တော့မင်းကဘာစစ်သားလဲဆိုတော့ကျုပ်ကိုကြောက်ကြောက်လို့ရမလားဟုတ်ကဲ့ကျွန်တော်ကျုပ်တော့ရမယ်ချက်ပေါ်မှာဒီလိုရောက်ဆုံးတော့မနေ့နဲ့နေ့လယ်ပိုင်းမှာအားလုံးကကိုယ်လုံးတဲ့ကိုပုံမှန်လေးတွေလိုပဲစက်တဲကြရဲညနေပဲဆောင်ရောက်လာတော့ကျုပ်တို့အားလုံးနဲ့ကလေးတွေနဲ့ကိုစီအိတ်ဖို့ကျင်းကြတော့ကလေးတွေကလည်းအိတ်ညောင်းပုံမှန်ညတွေထပ်ပို့ပြီးတော့တောင်းနေနေကြတယ်ညရောက်နေပြီအားလုံးမရနေငါခွာကြဒီလိုနဲ့အိတ်ညောင်းကျုပ်တို့အားလုံးတိတိကျကျအိတ်တော့ကြရဲမနေ့ရောက်လာတော့ကျုပ်တို့မွေးရရဲ့ဝဲတွေအားလုံးတေကုန်ကြရတဲ့ထူးဆန်းဆုံးကတော့ရွာကလေးတွေအားလုံးတောင်းနေချင်အားလုံးတောက်ကုန်ကြတယ်ကျုပ်တို့ချက်ချက်ကတော့အဲ့ဟာလားဟာတို့ကြားရလောကစိတ်မကောင်းပါဘူးဒါကျုပ်ကလေးပဲဒီဟာတွေအားလုံးလုပ်ထားတဲ့တရားခံအောင်ကျုပ်မမိမြောင်ဖမ်းကြမယ်လိုပဲဖြစ်တဲ့ခုထားရလာလို့ရှိရင်တော့တက်ပြီးတော့စောင့်ကြည့်ရမှာပဲတော့ကျွန်တော်ရွာမှာကလေးတောင်းမှမရှိအောင်ဆိုတော့တို့ရောက်လာနိုင်ချင်မရှိသေးဘူးဒီကတော့ရွာမှာကလေးတွေကိုထပ်ပြီးတော့မဝေးဖို့ပဲနောက်ပြီးတော့တိရစ္ဆာန်တွေရောအဓိကအဲ့ဒီကုကြောင့်သူတို့ရောက်လာကြတယ်လို့ထင်တယ်ရွာသားတွေတော့ပုံကြဆိုတော့နော်ငါလည်းမတင်ရတဲ့ຢာတွေကိုတိတ်ပြီးတော့ရုံးတဲ့တဲမှာတော့မပါဘူးဒါပေမဲ့ရွာသားတွေအထိုင်ထားကြတယ်သူတို့ရဲ့ယုံကြည်ချက်ကိုတော့ငါလေးစားရမယ်ဒါတွေအားလုံးရဲ့တရားခံကမိစ္ဆာတွေလို့သူတို့ယုံကြည်ထားကြတယ်သူတို့တိုင်ပင်ဆွေးနွေးနေကြတယ်ဒီနောက်တော့သူတို့လုံးဝအိတ်ချက်ဖို့တော့မသိချဘူးသူတို့ရဲ့ကလေးတွေအတွက်ကလေးစားချေဖို့ဒီနောက်သူတို့စောင့်နေစောင့်ကြမှာဟာလိုပဲဖြစ်ငါတောင်းရအခြေပေါ်ထုတ်ဖို့ပဲโอเคညတော့ရောက်လာပြီအဲ့ရောအဲ့ rifle တော့တင်ချင်တာမှချက်မယ်ဒီတင်တော့တေချာလေးအာယုံစူးစိုက်ပြီးတော့ငါစူးစမ်းရမယ်နောက်ကြီးကလေးတမက်နဲ့ဘာလို့လုပ်လုံးတာဒါရအောင်တုတ်တောင်ထားလိုက်ပါမရဘူးတုတ်တယ်ကချင်းမှာချက်မယ်ဒီနေ့တော့ကျုပ်တို့ကလေးတောက်သွားကြရွာသားတွေအားလုံးကတော့သူတို့မိစ္ဆာယုံကြည်ချက်ကိုတော့လုံးဝပြင်မှာမဟုတ်တော့ဘူးအဲ့ရောကျောင်းတို့ကသူတို့ပြောရတယ်ဖဲကောင်းမှန်တယ်အဲ့ရောငါလည်းတတိကြီးထားမှချက်မယ်မိမပြရသေးဘူးဆိုတော့ကိုကပါလာနေပဲဟုတ်ထားလိုက်ရောဒီကငါ့တောင်းရဒီဝါကြီးကိုကဲတင်ဖို့ပဲမိစ္ဆာကြီးလက်ကပဲချက်ချက်လူတွေလက်ကပဲချက်ချက်ဒီဝါကြီးဒုက္ခပေးနေတယ်ဘယ်သူမှမဆိုရှင်းထုတ်ပြရမှာပဲတက်လာခဲ့တာကဘာလို့ဘာပြီးပုံနေရအောင်နောက်ကြီးအိမ်ထဲဝင်နေပြီတဲ့တော့ညရောက်နေပြီလားကျောင်းတို့တောင်းထားလိုက်ပါမရဘူးကျုပ်တို့ချင်းသိမှရမယ်ကျုပ်တို့ကဘာလို့မရှိအောင်ကလေးတွေမရှိအောင်ရှင်းနေတဲ့တေးလို့ရပါကျုပ်တို့ကတို့တကယ်ကိုချင်းစားမှာဒါရွာသားတွေခုချိန်မှာသူတို့စေချင်လို့တရားမဲနေကြပြီသူတို့ဘွားရဲ့အလဲကိုတော့ယူခံရတော့ဒီလောက်တော့ရှိမှာပေါ့ကွာ။ညောင်ကနေပြီးတော့တက်ပြီးပါလိုက်ဒီကနေ့ဆိုပို့ပြီးတော့ဆင်းနေရမယ်။အဝေးကိုလည်းလမ်းပြီးတော့ကြည့်နိုင်တယ်ဆိုတော့မိနိုင်ထက်တော့ပို့ပြီးတော့တုတ်တယ်မှာပါ။ဒီကနေ့လုံးကကဲလဲမှချက်မယ်။တို့လူကြီးတကယ်ကြုံတွေ့ရပြီဆိုရင်ညတစ်ချောင်းလောက်နေတော့မရတော့ဘူးနော်။တို့လူ rifle တက်လက်ပိုင်းကောင်တော့မှကဲလဲလဲဆိုမှတော့ညမတော်ပါဘူး။ခုချက်နေတဲ့တက်တော့ငါကြောက်တယ်ကြည့်ရှင်းအောင်ကြိုးစားရမှာပဲ။ရာထူးတိုးတက်စားလို့ရှိရင်ခုချက်တဲ့ကလေးတောက်ပုံစံအလားတူထပ်မချက်တော့ရင်ငါဒီလာရတယ်သွားပြီ။မနေ့တော့ရောက်ပြီ။မနေ့ကတညလုံးကဲလဲရ။တူချာတခုမှတော့တွေ့။ဘာဖြစ်လာလဲ။ရွာသားတွေစုဝေးနေတာပါလား။ဘာဖြစ်နေကြလဲကြ။ God damn Jesus Christ ဒါဘယ်လိုချက်ရအောင်ဒါကျုံမနေ